ဘလန်ပြန်စပြီ let's go ကဲနောက်မှာတော့ game number 3မှာတော့เนาะဘယ်အတင်းကနေပြီးတော့ဥဆောင်နိုင်ပွဲရရှိသွားမလဲဆိုတော့မေးခွန်းကိုကျွန်တော်တို့ဖြေပေးမယ်เนาะကျွန်တော်အချိန်လေးပါပဲညီကိုတို့တကယ်လဲရင်ကုန်မို့စိတ်လှရှားဖို့ကောင်းတယ်ပေါ့နော် JP နောက်မှာတော့ Lana Flag intro မဝင်တော့ဘူးနော်ကျွန်တော် intro ဝင်ပြီးသွားပြီတော့ JP ကတော့ခုတော့ Lana Flag ပါညာနေတော့သွေးတော်တော်လေးကိုင်းသွားတာညီတို့တေးမလို့ပါဖြစ်သွားတယ်ဗျာတော့မလဲ Oham နေနေ RF နဲ့ Bolan ဘိုင်ဝမ်ဒဲတွေပြနေပြီဒီကမှာတော့ Massman တကောင်ဖြစ်သွားပြီဆိုတော့လေနော်ခုနကလို Freer Cloud against တွေတော့မကြည့်ရဘူး RF နေနဲ့ Oham ကိုတော့ Cloud ကိုဘယ်လိုမျိုးဆော့အောင်မလဲဆိုတော့ပြန်ကင်ပြအောင်မှာပဲဖြစ်ပါတယ် guys လူပြိုလေးတဲ့ကလေးတယောက်နေတာဟာဘလန်တိုက်ကြလားဘလန်ပွဲပြန်ဆိုင်နော်ကျွန်တော်ခက်နေတော့ထမင်းသွားခုရတာမသိဘူးလို့เนาะကျွန်တော်ပဲပြောထားလိုက်အောင်မယ်ကဲအဲ့မှာတော့ဆန်ကြီးလေเนาะဟီဂျူမီနဲ့နောက်မလန်နဲ့ဖလက်ပေးမလားအောက်လမ်းမှာလေးဆူရာနဲ့เนาะကျွန်တော်ယူဆောင်ဆန်ဖို့ versus တစ်ဖက်ကတော့ကျွန်တော်နီနိုပေါ့နော်နီနိုယူဆောင်ကျွန်တော်ဟိုရင်ဘရိုမတ်မီလာဘရိုနီနိုယူဆောင်ဆိုတဲ့တစ်ခေတ်ရှိခဲ့ဘူးလေအေးဖန်နေပဲသိမယ်နဲ့တူတယ် nice နီနိုယူဆောင်ဆိုတဲ့ခေတ်တစ်ခေတ်ရှိခဲ့ဘူးလေဘယ်ခေတ်လဲဘရို comment လေးမှန်သွားပြီဘောနော်မှာဘလန်ခဏနည်းနည်း toilet တွေပဲသွားနေလို့နေတူတယ်ဘရိုပဲမေးရမှာပဲဟုတ်တယ်ဘရိုနော်နီနိုယူဆောင်တစ်ခေတ်နော်နောက်မှလည်း Sanford အောင်လန်း AC ပဲ Yazuki ဘလန်ရန်တိုင်မင်းခုနကမှာပရိသတ်တွေပြောနေတာတိုင်းနီနိုယူဆောင်တစ်ခေတ်ရှိခဲ့ဘူးလေဘလန်သေးလားဟုတ်တယ်နီနိုယူဆောင်တစ်ခေတ်ဘာဆိုလာပဲအခုလောရတော့ Sanford Fabulous ပြန်ပြီးလိုက်ပြီ Yazuki လာကန်ပေးွားလေးလည်းမှန်သွားတယ်ပြန်သေးပြီကွာနော်ကျွန်တော်ချီကျူးကိုမခံဘူးချီကျူးလို့မရဘူးရပြီနီနိုကတော့ပြန်သေးလိုက်တာပါတဲ့နော်ကဲဘက်ကလီယိုမောကလည်းဟုတ်ပါရာဘက်တရီကတော့နည်းနည်းလေးကြာသွားဖို့လို့ရှိမယ်ပေါ့နော်ဘာဖြစ်ယူဆောင်ဘက်မှာ level 4ပါညာရနေပြီယာသူကီလေးလာရင်တော့ပြန်လုပ်ကြည့်မလားလီယိုမောမြင်းမရှိတဲ့အချိန်လေးကဲအောင်လမ်းမှာတော့ယူဆောင် no plan တော့ကိုဖောင်းနော်ဒီဘက်မှာလီယိုမောမှာတော့မြင်းခေါ်စရာလဲသူမရှိဘူးပေါ့နော်ဆိုတော့ battle spare ကြီးမားမားတွေမရှိတဲ့တူလိုနှစ်သိန်းနေနေတော့ဒီတော့ပို့ပြီးတော့လောက်ကွက်လေးတွေထွက်နိုင်မဲ့အနေထားတစ်ခုကတော့ Sanford ပြေးဝင်သွားပြီ assassin form တော့မပြောင်းသေးဘူးစံကြီးနေနဲ့ဗတ်လိုင်းနဲ့ဝင်အင်က manipulation လေးတော့ခင်းသွားသေးတယ်နီနိုနဲ့တော့သူ trade ကို trade ပဲเนาะမကွန်နီမီယာထက်ကထိုင်းမှာတော့Yazuki ဂျာညံသွားနေတာတခုမှ double game မထပ်ပေးလိုက်နေ AE တယောက်တစ်ပေါက်တွေဖြစ်နေပြန်မြောင်ကြီးဒီဘက်မှာလည်း stone bind တွေပါထိုးကောင်တက်ဖောင်နဲ့ဆော့တာကွာသိလားဒါကြီးဟိုဟာဟုတ်တယ် Sanford ရာဦး JB ပါ JB လေးတော့ပြန်ရလိုက်တယ်မစိုးအာလက်ပြန်သေးမလားကိုဆက်ကတော့ကောက်ဟီးထားတယ်မူမစီပြန်လေးနဲ့ပဲပြန်ပတ်လိုက်တာတော့ပိုကောင်းပါတယ်เนาะညီကိုတကယ်ချတယ်ရောင်းဒီနှစ်သိန်းကဲเนาะကျွန်တော်AE ဘာဖြစ် trade ကလေးပါလေးပြန်ရလိုက်တာလေးကတော့မဆိုးဘူးဆိုပေမဲ့ကိုဒီလီယိုမော်ကြီးလည်းကြည့်လိုက်အောင်2-0-1အဲ့ဒါပြောတာကဲအဲ့မှာတော့เนาะကျွန်တော်တို့အောက်မှာလည်းနည်းနည်းလေးပုတ်တိုက်မှုလေးဖြစ်နေတယ်2 with the 1မှာ Sanford တကယ်ကောင်းတာလို့မင်းနီနိုဥစားနီနိုကောင်ကြီးကတကယ်နီနိုမင်း performance ဟာဒီကောင်ဝါเนาะဒီကောင်နီနိုယူဆောင်ဘရိုမရှုံနဲ့ဘရိုကဲเนาะဘာကနှစ်ယောက်တယောက်လာခန့်နေဆိုပေမဲ့လည်းเนาะနီနိုရဲ့ performance တွေအောက်မှာတော့ Sanford လေးတကောင်ပြန်တော့ရတိုင်းနဲ့ပဲ AE လုတ်ပေးနေပြီ AE ကဲမှာတော့ Rabat เนาะဒီဘက်မှာစားနေတယ်တော့ Hijumi Lana Flag ကင်ပေါက်တော့ manipulation နေတော့ new ပြထားမှာစန်ကြီးနောက်တစ်ခေါက်ကင်ပေါက်ခံသေးပါเนาะလီယိုမောမြင်းခေါ်ပြီးတော့ Hijumi တော့ပြန်ရတယ် Hijumi နဲ့ Flag ကကောက်တော့ဝိုင်းနေတာဒီမှာလွတ်မြောက်သွားတယ်တော့ JB ပြေးလာပြီ Sonata Ohab ဘေးနားနေတော့ကတ်တူတိုင်းမှာ JB ရဲ့ L hand နဲ့3စစ်ဒါပေမဲ့ Gunavia Violent Dan Lana Flag လေးနဲ့ကင်ပေါက်ပြီးတော့ဂုံကိုမိုလေးတော့ဖန်တီးတိုင်းမှာ JB ပြန်တီဝါဆိုရာ Sanford ဝင်လိုင်းနဲ့ပဲသူ့အနေနဲ့ ultimate မရှိဘူးเนาะကျွန်တော်ဖောင်ပြောင်းလာတာမရှိဘူးဆိုတော့လေရတဲ့ဂေးလေးတကောင်နဲ့ပဲကျင်တက်လိုက်တော့နော်ဂျန်ကလာရလိုက်တာဆိုတော့လေဘလန်တန်တော့တန်လို့ပဲကွာဘလူးဘက်တွေပါဆက်ဆွဲသွားမှာညို့တို့ရဆက်ဆက်ပါဟုတ်တယ်နော်ဘာယာဂီပြန်ပေးလိုက်ရတာနဲ့ကတော့ liquid ဘလူးဘက်ပါဆက်တော့ဆွဲဝိုင်းနေပဲမိတိုက်နီနိုလေးထဲမင်းလောက်နော်ဒီကောင်ကြီးကပြန်ဖြုံးနေတာလို့နော်တာနေလည်းဒီပါ3កောင်တက်ပေးထားတယ်လို့နော်နီနိုလာလာကြီးကေး3កောင်တက်ပေးထားတယ်ဒါကြီးတို့ဟုတ်တယ်နီနိုလုံပေးနေတာကိုဖြုံးပြီးနေပြီကဲတော်တယ်လေးတော့ထပ်တော့ကြည့်ရမလားနော်ကိုနဗီယာ032ဖြစ်နေတာလေအာဖီဘောလဲအာဖီသေးတယ်တော့ရေနော်ကျွန်တော်တို့ဂိုးလိန်းလေးနည်းနည်းလေးအားကိုးရမလားထင်တာနှစ်ယောက်တယောက်ဂန်းခံလိုက်ရတော့ပြတ်သွားဒါပေမဲ့ तू ကခုမှပထမဆုံးသေးတာဗျာနော်လာလာချင်း1-0နဲ့စားတာရင်းကြီးတော့ပြတ်သွားပြောလို့မရအောင်အောက်မှာတော့တော်တယ်ရလာတယ်တော်တယ်လေးကတော့နော်ယူသော black dog ကိုဖောင်ဒီပိုင်းနဲ့ဟန့်ထုတ်ထားရတယ်နော် Yazuki အနေနဲ့ဒီတာတယ်ရရှိထားမယ်နေတာကာတီးသီးလီယိုမော့နော်မကင်လည်းမကင်ဘူးတိုင်ကင်လည်း performance ထွက်တယ်ရောင်ကြီး2-0-3တဲ့
ကျွန်တော်ကပြောနေတာဒီကောင် ဒီသွားခိုင်းလိုက်နေတော့ကတီးကြီးကဟီယိုကေပတ်ယူနေတာနော်အပေါ်မှာအာပီလေးကိုတော့ကေးတော့ရတိုင်းနဲ့ပဲ ကျူးတော့ပါပဲဟုတ်ပါ လက်ကွက်ထပ်ချပြန် တေပြီယာဇူကီတို့ကျွန်တော်ကြိုက်တယ်ပြောခဲ့ကွာယာဇူကီရဲ့တဖုတ်ဖို့ကျိုးတာနော်ဗျအခုလဲကျွန်တော်၄ကတည်ထားတယ်ရဲဆက်ဆက်ပါပဲ manipulation Sanford ကွနီဗီယာနဲ့တော့တိတ်မလိုက်ဘူးရှေ့မှာလေကွနီဗီယာတကောင်ဆော့တော့ကောင်းနေဒါပေမဲ့အဲ့ပွဲတော့လည်းရှုံးသွားတယ်ကွနီဗီယာနဲ့ရှုံးသွားတယ်တူတယ် တုံးသွား ခုလဲနိုင်သွားလားတော့မသိဘူးနော်ခုလဲမှာကွနီဗီယာ တုံးသွားလေဂိမ်း1လေးကောင်းနေဟို spirit နဲ့ပွဲတော့ နေတော့ အဲလက်ကို damage မလောက်တဲ့ပွဲ 0အဲ့တော့ဟိုမဟုတ်ဘူးလားအဲ့ အဲ့တော့9ဗီယာအဲ့တော့9ဗီယာ ဟုတ်လားဟောဟာရအကြီးဆုံးပဲမှာ ကမ်ဘက်ခံလိုက်ရကဲနောက်ဝတ်1000 liquid အသာသီးတော့ရယူတိုင်းနဲ့ပဲနောက်တတရွာဒီမှာထက်ချမလားအိုခတ်ပါစင်ပြေသွားတာဘလို့နော်ကလောက်ကတော့စပိတ် လန်နာဖလဲကင်ပေါက်ထားတယ်ဆန်ဖော့အေးအေးကြောင်လေးပဲပြန်တော့ပတ်သွားတယ်အောက်မှာလဲနော်ကျွန်တော်တတဲလေးနေနဲ့စက္ကန့်40လောက်တော့လိုနေသေးတယ်ကိုနေဗီယာအုံမလားဆန်ဖော့နော်မဟီဂျူမီလန်နာဖလဲနဲ့ကိုနေဗီယာ violent dance တပေါက်ကတော့ဒီကောင်လေးပဲတကယ်လောက်တက်တာဒါခုနကလည်းလောက်ပါတယ် GB ကိုနော်အဆင်ပြေလား ဒီဟုတ်တယ်ဗျာ โอเคOM Grand ကနည်းနည်းလေးတာယာလို့တော့ခံစားမိလားသူတို့ပဲတာကြီး တာရတယ် ဖလင်ကာနဲ့နော် stand မယ်ဆိုတော့ stand လို့ရတယ်ဥပမာကျွန်တော်ပြောချင်တာ sandstone တတဲတော့ပြန်စီးအောင်ပါတော့တတဲချောက်တော့ ready ပဲတတဲအသေးချရဟာ ချတယ်ကဲပေါ်လန်ကလောက် blending jury ဘာညာပြန်ဖြန်းလာတယ် OHAP Sonata Rasodi ပြန်ထုမလား Hera Power Winess ပါခွဲနိုင်တယ်မနော် RV ကိုဖလင်ကာနဲ့ခုံထုတာဖလင်ကာပြန်ခုံသွားတာမြန်လို့ရောက်ရေး OHAP physical တခြားတော့ဝင်သွားတယ်ဆိုမှမသိရောဘူးဗောနော်ဆိုရင်မှလည်း Lana Flare လေးနဲ့တော့ JB ပြန်တော့ကင်ပေါက်ခံထားပေမဲ့နောက်မှလည်း OHAP ရဲ့ damage တွေပေးနေတာဆိုတော့အာလက်အနေနဲ့အရင်မတိုးရအောင် online မှာတော့အင်အားနဲသွားတဲ့အိမ်အနေနဲ့ဒီတာတဲ့လက်လို့ရဖို့ရှိမယ်ယူဆောင်လဲ Dragon Fall တွေပါတွေတော့ပြောင်းမနေတော့ပါဘူးနော်ဆိုတော့ liquid hero က9ကောင်6ကောင်နဲ့နောက်က1300မပြတ်သေးဘူးညီကိုတို့ဒီနှစ်သင်း game 3လဲ ကဲနော်နောက်1000နေရ1000ကျော်လောက်ပဲဆိုတော့နော်ရင်းပြတ်တဲ့နေသားမျိုးတော့မဟုတ်ဘူးဆိုပေမဲ့အိမ်နေနဲ့တော့နော်တတိတော့ထားပြီးစော့ရမယ်နေသားတွေတော့ဖြစ်လာပြီပဲပြောရမှာပေါ်လန်းတော့ကြောင်လေးတစ်လုံးခွင့်ပြုပေးထားရတယ်အာလက်ချကျင်နေရများ နောက်မှာ OHAP flare manipulation ကိုဒီဗီ violent dance လှလိုက်တဲ့ spell combination တခုထပ်မှန်ပြီးတော့ပြသသွားတယ်ယူဆောင်နဲ့ backline နဲ့ purify 2 man fury အတိုက်လေးမထပ်ပြီးတော့ K9 မှာစန်ဂျီတကောင်တော့ကောက်ချင်နေတယ်ဟိုဘက်မှာလဲလီယိုမော့ကာတီစီ double gate ပါပြန်ယူသွားရင်းနဲ့နောက်ထပ်နေတဲ့ physical ချက်အောက်မှာ strike ပါပေါက်သွားရင်းနဲ့ triple gate ပါကာတီစီနဲ့တူ physical ထပ်ခုတ်နီနိုပါမီနီကလိုချင်နေတာကာတီစီရပါဦးမလားနီနိုတောက်လျှောက်လေးတော့ပြေးနေပြီမဒီယိုမော့မြင်းနေခေါ်ပြီးတော့ဗလိုက်တက်ထားရင်းနဲ့ Sanford ရဲ့လက်ချက်နဲ့နီနိုပါတက်ပြောက်သွားရင်းနဲ့ white out ပါဖြစ်သွားပြန်ပြီဟေးအော်ဟျောင်းလေးနော်သူတို့ကစားချတာအိုဝက်ကိုအိမ်နဲ့ဒီကတော့အစင်ပြေသေးတယ်ဆိုတော့ဒီဘက်ကကာတီးသီးကိုတော့ရက်တက်မဲ့သူကမရှိတော့ဘူးလို့နော်ဒမ်းမစ်ကအသေးထွက်လာဟေးဒီယိုမော့ရှိကနော်အကုန်လုံးပတ်ခုတ်သွားရင်းနဲ့ပဲကဲတင်းဝိုင်းကိုပေးလိုက်ရတဲ့ order ego နော်4000မှာခွင့်ပြုပေးလိုက်ရပြီဖြစ်ပါတယ်အော်လည်းမလည်းကြောင်လေးချက်ပေးရဖို့တွေတော့ရှိနေသေးနေပဲ liquid ရှင်းနေပြီကိုတည်း liquid ကတော့ရှင်းနေပြီမကန်လည်းမကန်ဘူးရောက်ရေးငါတို့ဂုတ်ကြီးရမယ်လီယိုမော့နော်ကန်ရသိမတွေ့ရဘူးလို့ပြောလိုက်လို့လားမသိဘူးမင်း6ကောင်တတ်ထားတယ်အန်တန်နဲ့4က assist ကေတင်းကြီး7ကောင်မှာ10ကောင်ပေါင်ဝင်ပတ်သက်ထားတယ်ညီကိုတို့ကျွန်တော်တို့ကိုပြီးစီဂုတ်တီးသီးလေဂုတ်တီးသီးနော်တော့3000กว่าတယ်ဘူးနော်ဂျန်ဂလာ2ကောင်ကြားတယ်တော်တော့များတယ်3000ဟာပြောတာနော်ကိုနေဗီယာဆန်ဖော့ကျွံသွားပြီညီကိုတို့နော် violent dance လေးနဲ့ပဲကပြီးတော့တတ်ထားတယ်မှာတော့ sandstone ကိုရှောင်ထားတယ် OHAP အနေနဲ့ flicker တွေပါပြန်ခုံ sonata rasodi ပြစ်ကလောက် blending ကျူတွေဝင်လာတဲ့နေတာကမစန်ကြီးတည်သွားတယ်မှာတော့ JP ထက်ကြဒါပေမဲ့ Leo Mo 1 man show 4 with the 1 ကာတီစီ4 with the 1 5 with the 1ကာတီစီ double game ပါပြန်ယူသွားတယ်နောက်ဆုံးမှာတော့ shut down လေးပေးလိုက်တယ်တင်း white out တော့ပြန်ဖြစ်သွားသေးတယ်9ယောက်တယောက်ကိုခံချတာရအောင်ရေးဂုတ်တီးစီ5 with the 1နဲ့မရတော့တဲ့နေသားတွေရောက်သွားတော့မထူးဆက်ခင်းလှဲချသွားရင်တော့ဟီရိုကီတော့ရလိုက်တယ်ဆိုပေမဲ့ဒီဘက်ကလောလို့ဖို့အတွက်နော် RP လည်းမရှိတဲ့အနေသားဆိုတော့ကဲလော်လေးတော့ခဏမေးပြီးတော့လိမ့်နေပါလေကြောင်တာဝါလေးပါလေးပဲပြန်လို့တော့ရတော့မှာလောတော့မရလိုက်ဘူးအိတော့ကတော့နော်ဟိုဘက်ကဝိုင်းကောက်ဖြစ်သွားတာတော့မှလောမရလိုက်တဲ့ဘိုင်းတော့တော်တော်ကြီးနှစ်မျိုးကိုကောင်းနေဗျာဒါတော့4ယောက်5ယောက် battle ဆိုင်ရတာနော်ဗလန် RV ရမင်းလုံးဝ OHAP ကို first tower ထဲမှာဝင်ခံပြီးတော့တတ်သွားတာလို့ဒါပေမဲ့ကာတီစီလက်ချက်နဲ့တော့သူပြန်တည်သွားတယ်ပေါ့နော်ဟောကာတီစီရမင်းတက
ကဲဂုတ်တီးသီ1 method fight ချမယ်အဲ့နေရာမှာဒါကြီးစားပေးပါရဝါကြည့်မစင်းသားကြည့်နေလား နော်တစ်စိန်ဖြစ်သွားမှာ M7 နော်အကောင်းဆုံး movement ဖြစ်သွားမှာ killing speed နဲ့ဆိုတော့နော် plan ဒါနည်းနည်းတော့ဖြစ်သွားနိုင်တယ်ဒီလားတကောင်သွေးသားနေဟွာလို့ plan ဟုတ်တယ်ကဲဖလက်ကလိုက်တောင်းတာလီယိုမမြင်းလေးခေါ်ပြီးသွားပြီဆိုတော့အေးလော်တွေဘာတွေပြန်စကြည့်မလား ရန်တော့မကြပါဘူးမြင်းอ่ะ ဖက်လာမရမှာဖက်ကဟိုမှာခရီးသွားစားနေတယ် ကဲအဲ့မှာတော့လည်းအဲ့လော်လေးကတော့နော်နည်းနည်း fight method fight လေး stand by လေး position ယူပြီးတော့လုံးမတော့ရမယ်နော်ဒါမှ Sanford ဝင်လာခြင်းသေးလားနီနိုမှာယူသွား Black Dragon Form ရှိတယ်လော်သွေး3ပုံတပုံသွေး3ပုံတပုံအဝိုင်းနေရလဲနေပဲမိတိုင်ငါဘယ်ကနေပြနေရလဲလားကဲနော်ရပြီ clean fee ကနေမှာပေါ့ clean fee ကနေလာပြီအဲ့မှာလဲ land flare တစ်ဖက် Sandstone ယူသွား Black Dragon Form နော် Sanford ထိုးကြတယ်ကတော့ blending ယူတယ် RV အလှပါလုံးတော့ဖြန်းလာတယ်ကာတီးသီးနေတော့ပင်ခုထိုင်ပြီးတော့ခုံဝိုင်းနေပဲ RV ပါရနောက်တဲ့ပါဆယ်နေရတော့ သွားပြီ ရဇူကီလေးကိုပါ triple key ယူသွားတယ်ပဲဂုတ်ကြီးတကယ်ထမ်းတာမီနီယာပါလိုချင်တာနီနိုပါခုံးပါလားနီနိုပါခုံး တော့ပဲလောက်လိုက်ပါမင်းပြန်ရပြီ မီနီယာပါရမလား မင်းပြန်ရပြီမီနီယာ မရအောင်တာ မေဂါကီအော်မီနီယာတော့အော်အောင်ရ မအော်ဝိုင်းအောက်တွေရောက်ရေးမင်းတစ်ဖက်နဲ့တစ်ဖက်ကတိတ်ချတယ်ကြတယ် ဝိုင်းကောက်လိုက်ဒီဘက်ဝိုင်းကောက်လိုက်နေတော့နော်တကယ်ရတအပြည့်တော့ပေးနေပြီကိုသေး အဲ့ဒါဂိမ်း2ကလေးကလည်းဂိမ်း2ကလေးက ဟုတ်တယ်ကဲဟိုစက္ကန့်ဆောင်နေရ မလမလက်တာ MMBB eSport ကပြနေတာပဲသူတို့စီအောင်ဖြစ်နေတာမလားရဲ့ ရကတီးရကောင်းသွားပြီဟဲ့ အာဖီဘလန်ဂျူလည်းဖြဲနေဆိုမှကာတီရအောင်တက်သွားတယ်တာဝါ2တက်နေတော့ပြန်တည်သွားနေပဲရှက်တောင်းကြီးတော့ပေးလိုက်တယ်ဗျာဂုတ်ကြီးနော်အောက်လန်းမှာဘိုင်ဝန်းဆိုလို့ဝင်ဟဲတာစိတ်မရှုပ်ဘူးရောက်ရင်ဂုတ်ကြီးကရမ်းတာနေတော့ 13ကောင်တတ်ထားတယ်လို့ကာတီးတီးတကောင်နဲ့ Oh my god ဒါပေမဲ့အမှန်တိုင်းပြောရင်ခုနအောက်လန်းလောက်ရကတော့တော်တော်ကြီး risk ယူတာကြာပါတယ်ဒါကြီးကလောထွက်တဲ့တိုင်းမင်းကြီးလောထွက်တဲ့တိုင်းမင်းကြီးကလောက်ကြီးကိုဆိုလိုကြီးဝင်ဖြတ်တာအောက်လန်းနော်သူလည်းယာမန်းတီးလို့လောက်လိုက်တာပါဒါပေမဲ့လည်းတကယ်အဲ့လိုအရေးကြီးတဲ့ movement တွေကြာဆိုရင်တော့အဲ့လိုမျိုး trade လာတာမတန်အောင်ဘာလို့သူကဈေးရမ်းကြီးတယ်ဒါကြီးကကျွန်တော်ပြောတာကတီးစီကဈေးရမ်းကြီးတယ်အာဖီကအလောက်မဟုတ်အာဖီကတေလဲဒါကြီးဒါသူ့နေရာမှာတွေ့ရင်ဒါသူတန်တယ်တွေးပါလားဒီလား အမှန် ဟလာနော်ဟိုင်ယာဟုတ်ပါဟိုင်ယာတွေဖြစ်နေပြီငါတို့ဟိုင်ယာကတီးစီမလီယိုမမြင်းနေပါလေခေါ်ပြီးတော့ဘတ်ဒီစားနေတယ်အိုဟာဆမ်ဘော်လေးကိုအားပြုပြီးတော့အော်လန်မှာတော့ဆိုနာတာရဆိုဒီလေးလာထူအောင်မယ်ပေါ့နော်လော်လေးတော့မေဂါလေးဝင်ရိုက်ဖို့အတွက်နည်းနည်းလေးတော့လှုပ်ပေးအောင်မလားယာဇူကီဝင်နာခရောင်ခဲထားတဲ့ manipulation ထဲမှာယာဇူကီတော်သေးတယ်ရောင်ရေးလာပါလေးပြန်ထွက်သွားလို့နော်မဟုတ်လို့ရှင်တော့အဲ့နေရာမှာသေးပြီးတောင်းထင်တာ Oh my god ဟိုမှာအာလက်စပိတ်တောင်းမိတာအာလက်စပိတ်တောင်းမိတာဒါလေးကတော့မစိုးသေးတော့တန်နေတော့ဘာမှမေဂါရီပေးလိုက်ရအောင်ဗျ လီယိုမောတော့မြင်းခေါ်ပြီးတောက်လျှောက်ကြလိုက်တယ်အဲ့ physical ရိုက်လေနားတယ်လို့မကြည့်ဘူးတကောင်းကောင်ကြီးအားလုံးဟယ်လိုဟောင်းရင်္ဂလာပါယောဩဆိုနာတာနေယောယောရပြီ လို့တော့ရပြီနော်မရဘူးရပြီကဲဘာဖြစ်တော့နော်မေဂါလေးပါလေးကာလိုက်နိုင်တယ် ဆန်ဖောလမ်းမှာဖြတ်တက်မှာညီကိုတို့ဟိုမှာ cloud record ထောင်နေတဲ့နေသားတခုတော့ white crystal လေးနဲ့တော့စန်ကြီးခြုံစစ်ပေးတိုင်းတော့ RV တန်ဖုံကြားမှာ skyfall နောက်မှာ stone bind ထထိုးထောင်းမှာ bam bam လီယိုမောလာရိုက်ဝိုင်းရာဇူကီရော RV ရောတော်တော်ကြီး position အောက်နေတာတို့အဲ့နေအာဖူမှာအာလက်က space create လုပ်ပေးတာတဲ့ကိစ္စဆိုတော့ဒီကောင်ကလည်းလိမ့်နေပါတက်ရှင်းလိုက်တယ်ပုံမဲပလန်လေးလားအမားတွေအောင်အေးရတယ် ဟုတ်တယ်အဲ့မီလာမသိဘူးရောင်း အဲ့လောက်တယ်တစ်ဖက်မှာ3កောင်သေးနေတာ9ယောက်2ယောက်ချမှာယူသော black dragon form နီလိုတယောက်ချက်ဝိုင်းထွေးတာလေးပေါ်မှာငကားလေးတူတော့ဖြစ်ဝိုင်းနေပဲပြန်တော့ဘတ်ဝိုင်းနေမှာအောက်လမ်းမှာမနောက်ထပ်မဲကတော့လဲတော့ထပ်ပြီးတော့ရိုက်ချိုးထားတဲ့ liquid တန်အန်ဖို့တော့ကတော့သူတို့အနေနဲ့ကတော့လောမလုပ်ပါဘူးလောပဲထပ်ဆောင်ပါစက္ကန့်20တော့ပဲပြောရမှာလို့လောอ่ะအော်ရောင်ကြီးအာဖီနဲ့ယာဇူကီနဲ့ ရဆပ်ပဲเนาะတကယ်ရိုက်တာလို့ခံ ဒီနဲ့ bro ဆမ်ဘော်ကြီးလာကြတဲ့ဟိုကဖြတ်တတ်တော့မှာဆိုတာသိလိုက်တယ်ဟိုမှာတန်ဖောင်နဲ့ဟိုမှာ stone bind တွေရော sky fall တွေရောဆွဲချိတာတော်တော်လေးလမ်းသွားတာ ဟိုဒီကောင်လောက်တာလည်းကောင်းတယ်အဲ cloud skill တုံးမဲ့ဘက်ကိုသိရမလားကြိုသုံးပြီးတော့တခါလေးဆွဲခေါ်သွားတာเนาะအဲ့တော့ cloud က flip ကခုံနေတော့မရလိုက် ပြီးတော့ဟို record ဖြတ်ပြီးသွားတဲ့ Sandy လေးနဲ့ချီးကျူးရမယ်ဒါကြီးအောက်လမ်းမှာ ဟုတ်တယ်အပီက record ဖြတ်ခံလိုက် record ထောင်နေချုံထဲမှာ boy crystal လေးနဲ့ခုနခါသေးထားတာပါတဲ့ညီကိုတို့ jungle dim နေပြီ
ရာသူကြီးလေးဝယ်ခြင်းသေးလားကဲဒီမှာ ကြောင့်ဝဲတော့ဝေခြင်းသေးတယ်ဒါဒီကောင် Guinevere မလို့တိုင်ပတ်နေတာ Skyfall ရာသူကြီးပါလာပြီး Violent တဲ့တော့ Winter Crown Club Blend တူတဲ့ Winter Crown ပြန်ပြီးတော့မြူထားပေးတိုင်းမကတီးသည်သူသုံးပုံတစ်ပုံတော့မကြံတော့နေတာဒီကောင်အော်တန်းပြောက်သွားသေးတယ်နီနိုလက်ချက်နဲ့ဟိုးပါမလေးဟိုကနေအင်မော်တွေကြပြန်ထမှာဆိုနာတာရက်ဆိုဒီတော့ပင်ခုထိုင်ပြီးပြစ်နေတယ်အိုဟက်ဒါပဲကြီးတော့ရလိုက်တယ်ဆိုပေမဲ့လည်းတော့ကျွန်တော်သူကိုယ်တိုင်ပြန်နေသွားတယ်ဗျ JB နဲ့ Hijumi ပြဿနာတက်မယ်တော့ဆန်ဖို့လာမယ်ယူဆောင်အလဲလမ်းမှာစန်ဂျီကိုနိုင်ဦးနောက်မှလည်းဇူရှင်ဝင်ပြီးတော့စန်ဂျီကိုဝင်ဆက်တန်းတော့ထိုးခံလိုက်ရပြီ Hijumi ရဲ့ကဲပြီးသွားတော့ပြီတို့နော်3ယောက်တည်းဆိုတော့နီနိုမှာလည်း no black dragon form ဆိုတော့ဟိုဘက်က strike တွေဘာတွေထိုးနော်ကျွန်တော်တို့ creep တွေဘာတွေကောင်းလို့ရှင် black dragon form ရခြင်းသုံးပေမဲ့ JB နဲ့ Sunfall အနေနဲ့သရုံးကြီးပဲရိုက်ချိုးနေနေပဲ game number 3မှာတော့ liquid ပြန်နိုင်ရရှိထားက2-1ဆိုရရလက်လေးတော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်2-1ဆိုရရလက်နေပေါ့နော်ညာဟောဒီပွဲRV ကမသေးအသေးပြောက်တော်တော်များတာပဲဒါကြီးဟောကြိုက်လို့